လာပါကျွန်တော်ရဲ့ Quiet Motivation Channel လေးကနေကြိုးဆိုလိုက်ပါတယ်။ယနေ့အတွက်စိတ်ခွန်အားဖြစ်စေမဲ့စကားစုလေးတွေကိုအတူနားထောင်လိုက်ကြရအောင်။တခါတည်းတိတ်ဆိတ်နေခြင်းကအကောင်းဆုံးဖြစ်တယ်။အရာအလုံးကိုပြောဖို့မလိုဘူး။မလိုအပ်တဲ့အရာတွေကိုပြောခြင်းထက်တိတ်ဆိတ်နေခြင်းကပိုကောင်းတယ်။ကိုထက်တော်တဲ့လူတစ်ယောက်ကိုတွေ့ရင်ပြိုင်မနေပါနဲ့အတူတူလက်တွဲတော့ပါပြိုင်ဆိုင်မှုကအားနည်းချက်တစ်ခုပါပဲကိုတီးဆောင်မဲ့မိသားစုဟာကိုမွေးဖွားလာတဲ့မိသားစုထက်ပိုအရေးကြီးလာတတ်တယ်။ဒီလောက်ကမင်းကိုတကယ်တမ်းဂရုစိုက်တာမဟုတ်ပါဘူး။မင်းအိမ်မက်တွေကိုဆွန့်လွတ်ပြီးရှောင်ရဲတော့သူတို့ကမင်းကိုလာစားနဲ့မြားထားတာပါ။လူတွေပြောတဲ့စကားတွေထဲမှာပိတ်မိမနေနဲ့အများစုကသူတို့ကိုယ်တိုင်တော့ဘာမှမသိပဲရှောက်လုံနေကြတာ။ကိုယ့်ရဲ့အောင်မြင်မှုကိုဝမ်းသာအားရချီးကျူးပေးမဲ့တငယ်ချင်းအစ်စ်တယောက်ရှိတာကဟန်ဆောင်မိတ်ဆွေအများကြီးရှိတာတပိုးပြီးတမိုးရှိပါတယ်။မိဘတွေကိုအပြစ်မြင်နေတာတွေရပ်ပြီးသူတို့အပေါ်နားလည်ခွင့်လို့ပေးနိုင်တဲ့နေ့ဟာမင်းဘဝမှာစိတ်အေးချမ်းမှုရှိဆုံးနေ့ဖြစ်လိမ့်မယ်။အများစုကရေမှန်းချက်မဲ့ဥတီယာမဲ့နေတဲ့ဘဝကိုဒီတိုင်းပြတ်တန်းနေကြတာပါ။သူတို့ရဲ့လိုအပ်ချက်တွေကိုနားလည်အောင်လုပ်ပါပြီးရင်သူတို့ဥဆောင်လိုက်ပါ။ဘသူ့ကိုမှမျှော်လင့်မနေနဲ့မင်းဘဝအတွက်မင်းကိုယ်တိုင်ပဲတာဝန်ယူရမယ်မင်းနဲ့အမြဲတမ်းနီးနီးကပ်ကပ်ရှိတဲ့သူတွေဟာအောင်မြင်ဖို့နဲ့ကြီးပွားတိုးတက်ဖို့ကိုပဲစိတ်ဝင်စားတဲ့သူတွေဖြစ်ရမယ်မင်းအတွက်စိတ်ဓာတ်မြင့်တီးစာအုပ်တွေအုပ်တရားတော့မလိုပါဘူးမင်းတကယ်လိုအပ်နေတာကလက်တွေ့လှုပ်ဆောင်မှုနဲ့စီကံပါပဲညီကုန်းအနေနဲ့ကတော့မင်းဘဝကိုတကယ်ပြောင်းလဲခြင်းနဲ့ဆိုရင်လိလာနေုံလေးနဲ့မလုံလောက်ပါဘူးလက်တွေ့လှုပ်ဆောင်ပါနေ့တိုင်းကြီးပွားတိုးတက်အောင်လုပ်ပါမင်းနဲ့ထိုက်တန်တဲ့ဘဝမျိုးကိုယ်တိုင်တည်ဆောက်ယူပါ